ဘေးမှာနိုင်ရှိတဲ့ကအမိုးဖွင့်ကားကြီးနဲ့အောင်ပွဲခံမှာမဟုတ်ဘူးဆိုတဲ့မန်ယူသင်းရဲ့လူသားချင်းစာနာထောက်ထားမှုကိုချင်းစာတရားရှိမှုတွေကတကယ်ကိုလေးစားစရာကောင်းနေတာပါမန်ယူသင်းဟာဒီယာဒီပရီးမီးယားလိမှာရလက်တွေစတဲ့ဆိုးရွားနေခဲ့ပေမဲ့ယူရိုပါလိမှာတော့သူတို့တွေကရလက်ကောင်းတွေပိုင်ဆိုင်ထားကြတဲ့တင်းတင်းလေးဖြစ်ပါတယ်ဒီယာဒီဥရောပပြိုင်ပွဲတွေမှာရှုံးပွဲမရှိသေးတော့တသိန်းနေသောကလပ်တင်းဖြစ်နေရည်တည်နေကြသလိုသူတို့တွေကယူရိုပါလိချန်ပီယံဆုကိုရယူသွားဖို့ဒီအားခဲထားကြတဲ့သူတွေဖြစ်ပါတယ်ပရီးမီးယားလိမှာရလက်တွေစိုးနေခဲ့တဲ့လောက်ယူရိုပါလိမှာတော့မန်ယူသင်းကိုရှင်းနိုင်တဲ့အသိမျိုးမရှိပါဘူးဆိုပြီးတော့ပြောရလောက်အောင်မန်ယူသင်းဟာယူရိုပါလိမှာတော့တကယ်ကိုကြောက်စရာကောင်းတဲ့စွမ်းဆောင်ရည်တွေကိုပြသနေခဲ့ပါတယ်။မန်ယူသင်းဟာပရီးမီးယားလိမှာဥရောပပြိုင်ပွဲဝင်ခွင့်တနေရာအတွက်အစိမပြေစရာတွေရှိနေခဲ့တဲ့အတွက်ယူရိုပါလိကိုအားပြုခဲ့ကြတာဖြစ်ပြီးအဲ့ဒီအတွက်လည်းခုဆိုရင်တော့ဖိုင်နယ်ပွဲစဉ်ကိုကစားရတော့မှာဖြစ်ပါတယ်။မန်ယူသင်းဖိုင်နယ်မှာစုံတွေ့နေတဲ့တင်းကစပါတင်မှာမန်ယူတို့ပရီးမီးယားလိမှာရလက်တွေစိုးရနေခဲ့တယ်လို့မျိုးစပါတင်ကလည်းပရီးမီးယားလိမှာခေါင်းမဖော်နိုင်အောင်ဖြစ်နေခဲ့ပြီးနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေကစက်တက်ဆိုသလိုစိုးရနေပါတယ်။ပရီးမီးယားလိမှာမန်ယူတို့ရလက်တွေဘယ်လောက်ပဲစိုးနေပါစေစပါတင်ဟာမန်ယူကိုကြော်ပြီးတော့မန်ယူတင်းရဲ့အထက်မှာရက်တည်နေကြမရှိခဲ့ကြပဲမန်ယူတင်းထက်ပိုကရက်လက်တွေစိုးနေခဲ့ပါတယ်ဒါကြောင့်လည်းယူရိုပါလိချန်ပီယံတင်းဖြစ်နေစပါတင်နဲ့မန်ယူတင်းကပို့ပြီးတော့ရေပန်းစားနေပါတယ်တကယ်လို့မန်ယူတင်းဟာယူရိုပါလိမှာဘိုးဆွဲသွားခဲ့ကြမယ်ဆိုရင်သူတို့တွေကပျော်ပွဲရှင်ပွဲနေနဲ့မိုးဖွင့်ကားကြီးစီးပြီးတော့မြို့ရင်းကိုလှည့်ပတ်ကအောင်ပွဲခံမှုပြုတ်လို့တော့မှမဟုတ်ဘူးလို့သိရပါတယ်တချို့သောတဲ့နေဆိုရင်မပြည့်နိုင်တဲ့ຢာတစ်ခုမျောကိုပြီးတော့ငါတို့ရဲ့ချန်ပီယံဖြစ်ရင်အမိုးဖွင့်ကားကြီးနဲ့ဘယ်နေရာကနေဘယ်နေရာထိလှည့်လေအောင်ပွဲခံကြမယ်ဆိုတဲ့စီစဉ်တွေကိုရေးဆွဲထားအောင်ပွဲခံခန်းသားတွေအတွက်ချန်ပီယံဆိုင်ဘုတ်တွေပါဝင်အမိုးဝေကားတွေပါစီစဉ်ထားပါတယ်ဒါပေမဲ့လည်းမဖြစ်နိုင်တဲ့ຢာတစ်ခုကိုမျောလင့်နေတဲ့လူတယောက်အတွက်မျောလင့်တဲ့လူတွေဖြစ်မလာတဲ့အခါမှာနာကျင်ရတတ်ပါတယ်အဆိုပါတဲ့ဟာနာကျင်စွာနေပဲဖြည့်သိမ်းသွားခဲ့ရတာပါမနစ်ကလည်းဒီလိုဖြစ်ခဲ့ကြသလိုဒီနေ့မှလည်းဒီလိုပုံစံမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ဒါကြောင့်လည်းမန်ယူသင်းဟာစပါတင်ကိုနိုင်ယူပြီးယူရိုပါလိပြိုင်ပွဲမှာဘိုးဆွဲသွားခဲ့ကြမယ်ဆိုရင်ထုံတဲ့ဆယ်လာတိုင်းအမိုးဖွင့်ကားနဲ့လှည့်လည်အောင်ပွဲမခံပဲဘာဘီကျူးလှုပ်ရှားပြီးတော့ပျော်ပွဲရှင်ပွဲတွေလုပ်သွားမယ်လို့သိရပါတယ်ဒီအနီဒီယာစိတ်ပြက်စရာယာသီးနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်းပရီးမီးယားလိမှတ်ပေးစရာအဆင့်16နေရာမှာရည်တည်နေတာဖြစ်ပြီးအသင်းသမိုင်းတစ်လျှောက်ရမှန်အနှိမ့်ဆုံးယာသီးပင်နဲ့အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းယူရိုပါလိဖိုလူပွဲမှာတော့ဒေါ်တင်ဟော့စပါကိုနိုင်ယူခဲ့မယ်ဆိုရင်တော့လာမယ့်နှစ်ချန်ပီယံလိပြိုင်ပွဲမှာအလိုလျောက်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဖေဖော်ဝါရီလအစပိုင်းကတည်းကအမှတ်ပေးစရာအောက်ဆုံးကလက်ဆာနဲ့အက်ဆစ်ဒေါင်းတင်းတို့ကိုသာနိုင်ယူနိုင်ခဲ့တာဖြစ်ပြီးတော့ယူနိုက်တက်ရဲ့ငွေကြေးအင်အားနဲ့သမိုင်းကြောင်းရအရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။တတိုင်းဆက်ပေါ်ပြချက်ရဒီယာဒီမှာခေါင်းမဖော်နိုင်ဖြစ်ခဲ့ကြတဲ့ Manchester United ပရိသတ်တွေအနေနဲ့လာမယ့်၈ရက်တွင်ယူရိုပါလိအောင်ပွဲခံခဲ့ရရင်လည်းယူရိုပါလိအောင်ပွဲရခဲ့ရင်လည်းအထူးတလဲအောင်ပွဲခံရမှာမဟုတ်ဘူးလို့သိရပါတယ်။ Manchester United အသင်းဟာဘီဘာအိုမှာအောင်ပွဲခံရမယ်ဆိုရင် Carrington လေ့ကျင့်စခန်းမှာကစားသမားတွေအသင်းဝန်ထမ်းတွေနဲ့မိသားစုတွေဆိုပြီးတူတူတိတ်တိတ်ပဲဘာဘီကျူးစားတော့ပွဲကျင်းပသွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဘေးရင်ကနိုင်ရှိတဲ့အခါမှာတူတူတိတ်တိတ်နဲ့သာအောင်ပွဲခံသွားကြမှာဖြစ်ပါတယ်